အလောက်ခွင့်အခွင့်အရေးများကိုနားလည်သိရှိခြင်းအသစ်ရွှေ့ပြောင်းနေထိုင်သူများအတွက်အခြေခံလမ်းညွှန်အပိုင်းနှင့်အမေရိကန်နိုင်ငံမှာအလုပ်သမားအားလုံးကသူတို့ရဲ့လူဝင်မှုကြီးကြပ်ရေးအခြေအနေတွေဘယ်လိုပဲဖြစ်နေဖက်ဒရယ်ဥပဒေအောက်မှာတန်းတူကာကွယ်ပေးထားကြောင်းကိုသိရှိဖို့အရေးကြီးပါတယ်။ဒီလိုအလုပ်သမားတွေထဲမှာသင်လည်းအပါဝင်ဖြစ်ပါတယ်။သင်တွင်တင်မျှတသောလောက်ခလစာနှင့်လုံခြုံသောအလုပ်ခွင့်အခြေအနေများကိုခန်းစားခွင့်ရှိသည်။ခွဲခြားဆက်ဆံခံရခြင်းမှအကာအကွယ်ရရှိပိုင်ခွင့်ရှိသည်။အလုပ်ရှင်သည်သင်ပတ်စပို့သို့မဟုတ်အခြားစာရွက်စာတမ်းအထောက်အထားများကိုယူဆောင်ထားပိုင်ခွင့်သို့မဟုတ်သိမ်းဆည်းပိုင်ခွင့်မရှိပါ။သင်အမှန်တကယ်အလုပ်တစ်ခုစဝင်တဲ့အခါကုမ္ပဏီကသင်ကို W4 ဖောင်တွေလိုတရားဝင်အစိုးရအခွန်ဖောင်တွေဖြည့်ခိုင်းပါလိမ့်မယ်။အလိမ်ညာကုမ္ပဏီတွေကတော့ဒီလိုတရားဝင်ဖောင်ပုံစံတွေကိုအသုံးမပြုပါဘူး။အခွန်ဖောင်ပုံစံအစစ်မှန်တစ်ခုကိုတွေ့ရပြီဆိုရင်အလုပ်ကတရားဝင်ပြီးမှန်ကန်တဲ့အလုပ်တစ်ခုဖြစ်ပြီဆိုတာသိနိုင်တဲ့လက္ခဏာကောင်းတစ်ခုပါပဲ။သင်အလုပ်လုပ်နိုင်တယ်ဆိုတာဘယ်လိုသက်သေပြမလဲလူမှုဖူလုံရေးက Social Security ကမရရှိမီအလုပ်လုပ်ခြင်းတခါတရံမှာသင်ရဲ့လူမှုဖူလုံရေးကရဖို့ကြံ့ကြာနေတတ်ပါတယ်ဒီလိုမရသေးသည့်တိုင်သင်စတင်အလုပ်လုပ်နိုင်ပြီဆိုတာသိထားဖို့အရေးကြီးပါတယ်သင်ကက်ကိုစောင့်ဆိုင်နေတဲ့ချိန် US မှာအလုပ်လုပ်ခွင့်ရှိကြောင်းသက်သေပြဖို့အချောင်းစာရွက်စာတမ်းများကိုအသုံးပြုနိုင်ကြောင်းကိုဥပဒေမှာဖော်ပြထားပါတယ်သင်ကက်မရှိသေးတဲ့ပေါ်မို့တည်ပြီးသင်အလုပ်ရှင်ကသင်ကိုအလုပ်မခံလို့မရပါဘူး။ပြသမိစာရွက်စာတမ်းများကိုရွေးချယ်နိုင်ခြင်းသင်အလုပ်ရပြီးတဲ့အခါ Form I9 လို့ခေါ်တဲ့အစိုးရဖောင်ပုံစံကိုဖြည့်သွင်းရပါမယ်။ဒီဖောင်ဖြည့်တဲ့အခါဖောင်မှာပါတဲ့တရားဝင်စာရင်းထဲကသင်အသုံးပြုလိုတဲ့တရားဝင်စာရွက်စာတမ်းတွေကိုရွေးချယ်နိုင်ပါတယ်။အလုပ်ရှင်ကသူတို့ကိုပြသရမယ့်စာရွက်စာတမ်းတွေကိုရွေးချယ်တောင်းဆိုခြင်းမပြုနိုင်သလိုလိုရာထက်ပိုပြီးစာရွက်စာတမ်းတွေကိုတောင်းဆိုလို့လည်းမရပါဘူး။စာရွက်စာတမ်းပါစာရင်းများရိုးရှင်းသောလမ်းညွှန် Form I9 မှာစာရင်း3ခုပါရှိပါတယ်။စာရင်း Aသင်ဤအထောက်ထားနှင့်အလုပ်လုပ်ရန်ခွင့်ပြုချက်ကိုပြသသည့်စာရွက်စာတမ်းများစာရင်း B သင်ဤအထောက်ထားပြသသည့်စာရွက်စာတမ်းများနှင့်စာရင်း C အလုပ်လုပ်ရန်ခွင့်ပြုချက်ကိုပြသသည့်စာရွက်စာတမ်းများစာရင်း A မှစာရွက်စာတမ်းတစ်ခုကိုဖြစ်စေစာရင်း B နှင့်စာရင်း C တို့မှစာရွက်စာတမ်းတစ်ခုစီကိုပူးတွဲ၍ဖြစ်စေသင်ပြသနိုင်မှာဖြစ်ပါတယ်သင်ထုတ်ဖော်ပြောကြားသည့်အခါအကာအကွယ်ရှိပါသည်ပြဿနာတစ်ခုကိုသတင်းပို့တိုင်ကြားတဲ့အခါဖြစ်လာမယ့်အရာတွေအတွက်သင်စိုးရိမ်နေနိုင်ပါတယ်သင်ကအမှန်တကယ်ဖြစ်နေတဲ့ပြဿနာတစ်ခုကိုတိုင်ကြားတဲ့အခါသင်အလုပ်ရှင်ကသင်ကိုအပြစ်ပေးလို့မရဘူးဆိုတာဥပဒေကသတ်မှတ်ထားပါတယ်ဒါကိုသိထားဖို့အလွန်အရေးကြီးပါတယ်တကယ်လို့အပြစ်ပေးခဲ့တယ်ဆိုရင်အဲ့ဒါကလက်တုံ့ပြန်မှုဖြစ်ပြီးတရားမဝင်ပါဘူးအန်တီယမကင်းတဲ့အလုပ်အခြေအနေတွေဒါမှမဟုတ်ခွဲခြားဆက်ဆံတာတွေစားတဲ့ချိုးဖောက်မှုတွေကိုတိုင်ကြားတဲ့အခါအလုပ်ရှင်ကတင့်ကိုအလုပ်ထုတ်ခြင်းယာတူးချခြင်းဒါမှမဟုတ်အလုပ်ချိန်လျှော့ချခြင်းစားတဲ့ပြစ်ဒဏ်တွေပေးလို့မရပါဘူးသင်ပြောနိုင်သည့်ပုံစံများဒီလိုရိုးရှင်းတဲ့စကားစုလေးတွေကိုလေ့ကျင့်ထားတာကသင်ကိုယ်သင်ယုံကြည်မှုပိုရှိစေနိုင်ပါတယ်I9 လိုအပ်ချက်တွေနဲ့ကိုက်ညီဖို့အတွက်ဒီစာရွက်စာတမ်းတွေကိုကျွန်တော်ကျမတင်ပြနိုင်ပါတယ်ကျွန်တော်ကျမမှာအလုပ်လုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်ကျွန်တော်ကျမရဲ့ဘေးကင်းရေးစိုးရိမ်စရာတွေနဲ့ပတ်သက်လို့အနည်းငယ်ဆွေးနွေးပြောကြားလိုပါတယ်အထူးကမှတ်သားစရာများအလုပ်တစ်ခုရဖို့ငွေမသုံးပါနဲ့တကယ်အလုပ်အစစ်ကတင့်ကိုပဲငွေပေးတာပါတင့်ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုကာကွယ်ထားပါသင်မှာ US ဥပဒေအရအခွင့်အရေးတွေနဲ့အကာအကွယ်တွေရှိပါတယ်။မသေးချဘူးဆိုရင်အကူအညီတောင်းခြင်းပဲဖြစ်စေယုံကြည်ရသူတူနဲ့စကားပြောဆိုခြင်းပဲဖြစ်စေလှုပ်ဆောင်ပါ။